မင်းကလေးတယောက်ကိုမတမာတဲ့သူတွေက6ထဲတွန်းချလိုက်တာကိုတွေ့ရမှာပါသူမဟာ6အောက်ကတစ်သားတိုင်နဲ့စိုက်မိပြီးနေရာတင်သေဆုံးသွားခဲ့ပါတယ်ဒါပေမဲ့မယုံနိုင်စရာကောင်းတာကသူမရဲ့သွေးတွေဟာမြေအောက်မှာနှစ်ပေါင်း1000ကြာအိပ်ပျော်နေတဲ့မိုးမခပင်ကြီးစီကိုစီးဆင်းသွားပြီးအပင်ကြီးကိုနိုးထစေခဲ့တာပါအပြာရောင်အလင်းနှန်းတွေထွက်ပေါ်လာပြီးနောက်မှာတော့အဲ့ဒီမိုးမခပင်ကနတ်ဖျားမတပါဟာနိုးထလာခဲ့ပါတယ်သူမဟာပျောက်ဆုံးနေတဲ့အမတ်တရားတွေကိုရှာဖွေနေရင်းနဲ့သူမကိုကူညီခဲ့တဲ့ဒီမင်းကလေးကိုကျေးဇူးဆက်ဖို့အတွက်အသက်ပြန်သွင်းပေးလိုက်ပါတယ်မင်းအရန်ကိုမတရားခံရတာပဲငါမင်းကိုဒုတိယအကြိမ်အသက်ပြန်ရှင်ခွင့်ပေးမယ်မင်းရဲ့ရည်မှန်းချက်တွေပြည့်ဝသွားတဲ့အခါဒီခန္ဓာကိုယ်ကမင်းအပိုင်ဖြစ်စေရမယ်ဆိုပြီးဂရုပေးလိုက်ပါတယ်အသက်ပြန်ရှင်လာတဲ့လူရန်ဟာသူမကိုတတ်ခဲ့တဲ့လူအိမ်တော်ကိုတယောက်တည်းပြန်သွားခဲ့ပါတယ်သူမအိမ်တကားဝကိုရောက်တဲ့အခါမှာတော့အိမ်စီတွေအားလုံးကတရေမြင့်တယ်လို့တုန်လှုပ်ကုန်ကြပါတယ်ဘာဖြစ်လို့လဲဆိုတော့လွန်ခဲ့တဲ့တရက်ထဲကသူမကိုညီမဖြစ်သူလူချမ်းရွှေကလှေကားပေါ်ကနေတွန်းချပြီးတက်ပစ်ခဲ့တာကြောင့်ပါအဲ့ဒီတုန်းကမိခင်ဖြစ်သူနဲ့ပေါင်းပြီးလူရန်ဟာယောက်ျားတစ်ယောက်နဲ့ခိုးရလိုက်ပြေးသွားပါတယ်ဆိုပြီးသတင်းလွှင့်ကအလောင်းကိုတောင်ပေါ်မှာတွားပစ်ခဲ့ကြတာပါလူရန်ပြန်ရောက်လာတာကိုမြင်တော့မိခင်ဖြစ်သူနဲ့ညီမဖြစ်သူတို့ဟာသူမမှာအရေးရှိမရှိအရင်ကြည့်ကြပါတယ်လူဆိုတာတီးသွားတဲ့အခါမှာတော့ချက်ချင်းပဲမျက်နှာပြောင်းပြီးလူရန်ကိုအဖြစ်တင်มาတော့တယ်သူမကြောင့်အဖိုးဖြစ်သူစိတ်ဆိုးပြီးတတိလစ်သွားတာလို့အော်ဟစ်ပြီးလိန်ညာကြပါတယ်လူရန်ကငါဘသူနဲ့မှခိုးမပြေးဘူးနင်မဲငါ့ကိုတတ်ဖို့ကြိုးစားခဲ့တာလို့ပြောပေမဲ့ဘသူမှမယုံကြပါဘူးအားလုံးကသူမကိုအရှက်မရှိတဲ့သူလို့ဝိုင်းဝန်းဆဲဆိုကြပြီးအိမ်ကနေနှင်ထုတ်ဖို့ကြိုးစားကြပါတယ်ရက်ဆက်တဲ့မိခင်ဖြစ်သူကလူရန်ရဲ့ပါးကိုရိုက်နှက်ပြီးမြေကြီးပေါ်တွန်းလှဲလိုက်ပါတယ်သူမကိုအိမ်တွင်းစည်းကမ်းအရာထပ်မံနှိပ်စက်ဖို့စူးစမ်းနေတဲ့အချိန်မှာတော့လူရန်ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့မိုးမခပင်နတ်ဖျားမကလူရန်ဘလောက်တောင်ပြောညံ့နေလဲဆိုတာကြည့်မနေနိုင်တော့ပါဘူးဒီလောက်ထိအနိုင်ကျင့်ခံနေရတာမင်းကတော့တကယ်ကိုထူးဆန်းတဲ့သူပဲကဲအခုကစပြီးငါအလှဲ့ပဲလို့ပြောလိုက်တဲ့အချိန်မှာတော့လူရန်ရဲ့မျက်လုံးတွေကအပြာရောင်တောက်သွားပြီးတကယ်ကလေးစားချီပွဲကြီးစတင်มาတော့တယ်သူမဘလို့လက်စားချီမလဲဆိုတာကိုတော့နောက်ပိုင်းမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးခင်ဗျာ